Joshua Ban ကတော့တနေ့ကမှ Bruno Silva နဲ့ပွဲထိုးပြီးတဲ့အခုဒီလမကုန်ခင်ပါပဲ UFC Flyweight တန်းရဲ့ ranking number 3ကစားသမားဖြစ်တဲ့ Brandon Royval ကိုလူစားထိုးသက်ခွင့်ရခဲ့ပါပြီတချို့ကတော့ Joshua Ban ရေစိုးလုံးမနေဘူးလားမနေ့တနေ့ကမှပွဲထိုးပြီးတဲ့ဒိုင်ယာပြဿနာတွေရောဘလို့လဲပွဲမပန်းဘူးလားအဆရှိသဖြင့်ပြည်သက်တွေကတော့မေးခွန်းမျိုးစုံမေးနေကြပြီလေဖြစ်ပါတယ်ဒါမဲ့အောင်လာအန်ဆန်တို့ကိုရိုင်းကလည်း Joshua Ban ကိုအခုလိုမျိုးပွဲထပ်ရတာနဲ့ပတ်သက်ပြီးတော့ကြီးကျယ်ကိုအားပေးအားမြောက်ပြုလုပ်နေတာပါဒါကြောင့်မလို့ထူးဆန်းပါတယ်အကြောင်းအရာလေးရှင်းပါတယ် UFC ဟာကျွန်တော်တို့အာရှကတချို့သောအဖွဲ့အစည်းတွေနဲ့မတူပါဘူး fighter တယောက်ပွဲပြီးသွားပြီဆိုရင်သူ့အနေနဲ့စစ်ချက်တွေချက်ချင်းပြုလုပ်ရတယ်နော်အဲ့ဒီစစ်ချက်အဖြစ်တွေထွက်လာပြီးမှသာလေ fighter တွေကိုပွဲချက်ချင်းပေးတာတို့နောက်မှပေးတာတို့သူတို့ကိုယ်တိုင်ကတည်တည်ချာချာစစ်ပြီးမှလုံးဆောင်ကြတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့အောင်လာအန်ဆန်ကိုရိုင်းကလည်း Joshua Ban ပွဲသိရတာနဲ့ပတ်သက်ပြီးတော့အားပေးနေတာပါပြီးတဲ့အခါကျတော့အခုက flyweight တန်းမှာ ranking number 1နဲ့ထိုးသက်ရမှာပဲဖြစ်ပါတယ်ပြီးတဲ့အခါကျတော့အခုလိုမျိုး short notice ပွဲတွေကအစားထိုးဝင်ထိုးသက်ကြတာမျိုးတွေကနော် UFC ဘက်ကနေလေအဖွဲ့အစည်းတွေဘက်ကနေလေပြန်ကြည့်ပေးတာမျိုးတွေပြုလုပ်ပေးလို့ရှိတယ်နော်အထူးကြီးအများကြီးပေးတာတို့ဟလားတခြားသောစာချုပ်ဆိုင်ရာမှာနော်အများကြီးကန်လန်ထားတာတို့အများကြီးရတတ်ပါတယ်နော်ဆိုတော့ Joshua Ban ကိုဘယ်လိုမျိုးမက်လုံးတွေပေးပြီးတော့ UFC ကလူစားထိုးနဲ့ကန်လန်လိုက်တယ်လဲတော့မသိဘူး Joshua Ban ကတော့ချက်ချင်းလက်ခံလိုက်တာပဲဒီတစ်ခါကျတော့ ranking 1နဲ့เนาะထိုးသက်ရမယ်ဆိုတော့ဒီပွဲကိုနိုင်သွားပြီဆိုရင်တော့ပြ Joshua Ban ဟာ champion စိန်ခေါ်ခွင့်ရဖို့အတွက်သေချာတလောက်ကိုရှိသွားပါပြီเนาะကြိုင်ပဲဖြစ်တဲ့ Brandon Royval ကလည်းအဲ့ဒီအတိုင်းပါပဲဒီပွဲနိုင်ပြီဆိုရင်တော့ champion စိန်ခေါ်ခွင့်ရမယ် Joshua Ban ကတော့ဒီပွဲကိုနိုင်ပြီဆိုရင်တော်တော်လေးကိုနီးစပ်တဲ့အခြေအနေမှာရှိသွားပြီပေါ့လေဆိုတော့နိုင်ရင်တော့ share ပဲဒီတစ်ခါကျတော့ Brandon Royval ကလည်း round fight ကစားသမားတော့မဟုတ်ဘူးပေါ့ဗျာ Joshua Ban လိုမျိုးเนาะနေလားငါလားเนาะရှင် fight တဲ့ကစားသမားမျိုးဖြစ်တယ်ဒါကြောင့်မလို့ Joshua Ban ကလည်းလက်ခံလိုက်တယ်လို့အားလုံးကသုံးသပ်နေကြတာပါเนาะနေပါကောင်းလဲငါပါကောင်းလဲဆိုတဲ့အနေထားနဲ့ရှင်ထိုးမဲ့ fighter မျိုးဖြစ်လို့ Joshua Ban ကလည်းလက်ခံလိုက်တယ်လို့မြင်နေဒီတစ်ခါကျတော့ Joshua Ban ကရှေ့ပွဲ Bruno Silva နဲ့ပွဲကဒိုင်ယာကြီးမားဘာဆိုဘာမှမရခဲ့ပါဘူးမျက်နှာဖူးရောက်နေတာတော့မတွေ့ခဲ့ရပါဘူးဒါကြောင့်မလို့ UFC ရဲ့စစ်ချက်ရJoshua Ban ဟာအားလုံးကောင်းမှုနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ fighter တယောက်ပွဲပြီးပြီဆိုရင်နှစ်ပတ်လောက်နားရတယ်ဗျာဆိုတော့ Joshua Ban မှာဘာဒိုင်ယာကြီးမားများတာဖြစ်တဲ့အတွက် UFC ကလည်းအခုလိုမျိုး short notice နဲ့ Joshua Ban ကိုကန်လန်လိုက်တာပဲဖြစ်ပါတယ်ဒီပွဲကို Joshua Ban เนาะအနိုင်ရသွားပြီဆိုရင်တော့ပြပွဲသိမ်းပြီဗျာဘာပဲဖြစ်ပါအခုလိုမျိုး ranking 1နဲ့ထိုးသက်ရမယ်ဆိုတော့ Joshua Ban အတွက်အရှုံးမရှိပါဘူးပြီးတော့ Joshua Ban ကအရာကိုတည်ချာစစ်ပြီးမှထိုးသက်တတ်တဲ့เนาะကစားသမားဖြစ်တယ်သူအနေနဲ့လို့စပဲလုံးမမဟုတ်ဘူးဆိုတော့ပြည်သက်တွေကတော့ယုံကြည်တယ်တကယ်ကိုပြည်သက်တယောက်အနေနဲ့ဆိုရင်ဂုဏ်ယူပါတယ်ဘယ်သူတွေပါပဲပြော Joshua Ban ကတော့တည်ချာကိုလောက်ပြမယ်ဆိုတော့ပြည်သက်တယောက်အနေနဲ့ယုံကြည်ပါတယ်ဗျာ